secret လေးတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့မိမိကိုယ်ပိုင် brand လေးတွေထုတ်ချင်တဲ့သူများကြလည်း food spa တင်နန်းမှာပါဝင်ပြီးသားပဲဖြစ်ပါတယ်နော်အားလုံးပဲမင်္ဂလာပါရှင်နှစ်ရကတိ training center ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာကတော့ food spa တင်နန်းလေးကဘယ်တော့စမှာလဲလို့မေးထားတဲ့သူတွေကိုဖြေပေးလိုက်ပါမယ်နော် food spa တင်နန်းလေးကတော့6ရက်နေ့မှာစမှာဖြစ်ပါတယ်6ရက်နေ့ပြီးသွားလို့ရှိရင်22ရက်နေ့မှာစမှာဖြစ်ပါတယ် food spa တင်နန်းလေးကိုအနေဝေးကနေလာတင်မယ်ဆိုလို့ရှိရင်လည်းအဆောင်လေး free နေလို့ရပါတယ်เนาะအဆောင်လည်းနေလို့ရတယ် free နေလို့ရပါတယ်အဆောင်မှာနေပြီးတက်ချင်လည်းရတယ်တကယ်လို့မှနေဝေးကနေပြီးတော့မတက်ချင်ဘူးဆိုလို့ရှိရင် online class လေးလည်း join လို့ရပါတယ်เนาะ food spa တင်နန်းလေးကတော့တစ်လမှာ2ကြိမ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်6ရက်နေ့လေးကိုမိရဲဆိုလည်း join လို့ရပါတယ်တကယ်လို့မှ6ရက်နေ့မမိဘူးဆိုလည်း22ရက်နေ့မှာ join လို့ရပါတယ်เนาะ food spa တင်နန်းလေးမှာတော့ပါဝင်တဲ့အမျိုးမျိုးတွေကတော့အများများပါတယ်ပေါင်းတင်တာတွေကြီးချွတ်တာတွေ join ဝက်စင်လုပ်တာတွေခြေထောက်ဝက်စင်လုပ်တာတွေပြီးလို့ရှိရင်မဆက်နှိပ်တာတွေscratch ဆက်နီးပေါင်းများစွာတွေလည်းပါဝင်တယ် food cleansing တွေပေါင်းတင်ကြီးချွတ်ပေါ့နော်ဖျောင်းသွင်းတာတွေမဆက်နှိပ်တာတွေပေါ့နော်အများကြီးပါဝင်တဲ့အတွက်ကြောင့်မလို့တက်ကိုတက်တဲ့တင်နန်းလေးလို့လည်း recommend ပေးပါတယ်နော်ဒါကတော့နေအပ်သမားတွေအတွက်က food spa ကသူ့ရဲ့အသက်သွေးကြောပဲပေါ့နော်သူမပါမဖြစ်ပေါ့နော်အဲ့ဒီဟာလေးတွေအဲ့တဲ့ကိုစားဖြစ်ပေးလိုက်တဲ့တန်ဖိုးတွေစက်တင်ငွေဘလောက်တောင်းရမယ်ဆိုတဲ့အရာတွေပါအကုန်လုံးဒီစိတ်တင် जा ပေးတာဖြစ်ပါတယ်အဲဒါကြောင့်မလို့အခုဖြည့်ပေးလိုက်ပါပြီ food spa တင်နန်းလေးက6ရက်နေ့မှာစမှာဖြစ်ပါတယ်စနေနေ့ကိုမနက်10:00 နာရီမှာစင်မလိုက်တရတော့၄လမ်းအဲ food spa ဆိုင်မှာတွားပြီးတော့တင်ရမှာဖြစ်ပါတယ် food spa ကကြတော့ဆိုင်မှာတင်တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဆိုင်မှာမှတိတိကျကျအသေးစိတ်ဒီလိုပေါ့နော် basic တွေကို join လာတာအစဘလို့တွေမှတ်တက်လဲဘလို့တွေထိုင်ကုန်လဲပဲအမြင့်အနှိပ်အဲ့လိုတွေကအစတေချာပြောတယ်တချို့တွေကြတော့မသိသေးပဲနဲ့ food spa ကိုနောက်မှတက်တယ်ပြီးတော့ခုံနေနဲ့ဘာနဲ့ရိုက်တာအဲ့ဒီမှာခုံနေရဲ့အလဲပဲအနှိပ်အမြင့်တွေကလည်းကွာနေတယ်မှားနေတယ်ရေပိုက် join နေတာတွေကစမှားနေအဲ့ဒါကြောင့်မလို့ပေါ့နော်ဆိုင်ရဲ့ decoration ကစတေချာလေးအကြံပေးလို့ရအောင်လို့ဆိုင်မှာသွားတင်ရမှာဖြစ်ပါတယ်တင်တန်းကြာခြင်းကြီးက2ရက်ပါတရက်ကကြတော့ဆီယာမတွေကဘေးနားကနေအနီးကပ်တေချာ training ပေးမှာဖြစ်ပါတယ်ဒုတိယတစ်ရက်ကကြတော့ကိုတိုင်းပေါ့နော်တင်တန်းသူတွေရဲ့လက်တွေ့ training ဆင်းရမယ့်ရက်ပဲဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုဖြည့်ပေးလိုက်ပါပြီ6ရက်နေ့မှာမိရက်တူတူ join လို့ရပါတယ်ဒါမှမဟုတ်12လပိုင်း22ရက်နေ့မှာလည်း join လို့ရပါတယ်เนาะဒီဗီဒီယိုဖိုင်လေးနဲ့အတူလာရောက်ပြီးတော့သင်ယူကြဖို့ဖိတ်ခေါ်လိုက်ပါတယ်เนาะအားလုံးကိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်